ရှာမရှိတဲ့တောင်ပေါ်ရွာလေးတရွာသင်ကိုတန်းတာမျောလင်းနေစေတရားဟောစရာမရှိတဲ့တောင်ပေါ်ရွာလေးတရွာဝိညာဉ်ရေးအတွေ့ရင်လေးစရာပဲရွာလေးရွာလာပါတယ်ရှူပင်ပါတွေជីနူးစရာတွေရွာသားရရင်သက်ရှူမောဖွယ်ရအဆအဆရာရပြေဝနေမလားရွာဇက်ကဖျားကြောင်အိုပြိုပြတ်သလိုစုခနဲ့ဂျုံရိုင်းတွေရဲ့မြေရိုင်းတွေရဲ့လူသူမလားငှက်ချီတို့နာခိုရာအမိုက်တရိုက်တွေနဲ့မကြည့်ရစရာပဲဆရာမရှိတဲ့တောင်ပေါ်ရွာလေးတရွာ